ပြီစိတ်ကြိုက်တဲ့အပတ်ပြည့်နေကျွန်တော်အော်ထားတာခင်ဗျာတဲ့အဲ့ဒါဝင်လို့တော့ဒိုင်အော်ဆောက်ပြီးတော့အေးလုံးမထားဘူးဒီရတဲ့မနခင်တွေထောက်ငါဆန်းနေရပြန်မတွေ့ပါမလားသူပဲရောက်နေလဲတိုးသွားပြီလားငါဆွဲထုတ်လို့မရဘာလဲဆိုနာလဲဟုတ်တယ်ဘာဖြစ်နေလဲတခါမှမကြားဘူးတောင်းလိုက်မယ်ရတယ်ကိုယ့်ဘာသာကိုတောင်းလိုက်မယ်ဟိုဒါပဲနော်နင်အောင်ချေကိုပြောချင်ရှိသေးတယ်ပါလေရှင်းလာပြောရန်ငါတို့ရခိုင်းလိုက်မယ်ဒါပဲနော်ဟာတေချာပြောပါတေချာပြောလို့ရှိရင်ကိုမချဘူးတီရီရေနောက်မှပြန်ခေါ်လိုက်မယ်နောက်မှပြန်ခေါ်လိုက်မယ်ဟဲ့ဟိုဘက်ကအလိုက်ကန်းဆုံးမသိတဲ့ငဒူငအားကဘေးမှာသူ့ရဲ့မာတာမိခင်ကျေးဇူးရှင်ရှိနေလို့နင့်ကိုနောက်မှပြန်ဆက်မယ်လို့ပြောနေတာဟေးတကတဲ့ကြီးစားကလည်းထားပေးအခြေအနေနဲ့အချိန်ခါအထူးအပားကိုလည်းနားမလဲတောင်းခေါင်းနေတာပဲဘာလဲ no တက်တက်လိုက်ထားနီအဲ့မင်းဖေပဲသွားတော့ဘယ်ရောက်သွားလဲအော်ဘယ်ချက်မှာတော့ဘောက်တက်တူလေးနဲ့လို့ပြောတယ်ငါနွားတွေကပဲသွားတော့လိုက်ရမယ်သူကပြန်ပေါ်ပါပါဟုတ်မင်းဖေအကျွေးဘယ်လိုလုပ်မလို့အမေကရတယ်ဖြင်းရှင်းလိုက်မယ်ဟာငါသာလုပ်လိုက်တာဝင်းကိုငါကြိုက်တယ်ဝင်းကိုပဲငါယူမယ်ကူလေရှက်စရာဘာရင်ပြောနေဘာမှရှက်စရာမလိုဘူးကွယ်အကိုကဝင်းကိုကြိုက်တယ်ဝင်းမွေးတိုင်းဆဲတော့ပေးကျုပ်ကလည်းဝင်းကိုပဲယူပါမယ်ဝင်းဖျောင်းနိုင်တော့ဒါတင်ပေးစမ်းကွယ်ဟုတ်ကဲ့ရပါတယ်ရောဒီနေ့ကစပြီးတော့သူ့ဘလောက်ပဲတတိယနေပါစေစဘက်တော့မှအရင်မပို့တော့ဘူးဟဲ့နေနိုင်လို့လားနေနိုင်တာမဟုတ်ဘူးအဲ့ဆိုဘာဖြစ်လို့လဲသူငါ့ကိုဘလော့ထားလို့ရက်နေရရင်မအောင်မြင်လှုပ်နေရ2016မှာလုံနေအောင်နဲ့မရတော့ကျွန်တော်ခုံနေရ哦哟哟！别！哎，别！哎呦妈！သမီးကတော့လိမ္မာပါတယ်ဘာလို့လဲငါးနှစ်ရှိပြီယောက်ျားမယူသေးဘူးဘယ်ကလေးကယူနေလို့ငါနှစ်ကငယ်သေးတယ်လေဟလားမသိဘူးလိမ္မာတယ်မှန်တာသားကတော့ကြောက်ရတယ်နော်ဘာလို့လဲအဲ့ကောင်ရှာမမှဲ့ပါတယ်အဲ့ကောင်နာမည်ခေါ်တဲ့လူကတော့တန်းသေးပဲဟာဟုတ်လားဟိုတနေ့ကသူ့အဖိုးတော်တဲ့ကနေဘေးသိငုံပုတ်ပြီးပြန်ချလာတာအေးရောက်တော့နွားတွေပြုတ်ဖက်တောက်ကလေးထောက်တုံးရှိသေးရဲ့ကလေးကပြေးပြီးတော့ဖူးလို့ခေါ်လိုက်တာဖက်တောက်ထောက်နေနေပြီးသွားတာလိုက်တာအေးရှာမမှဲ့ပါတယ်အဲ့ကောင်ရှာသိပြင်းနေဂရိသားဗျာဒီနာမည်ခေါ်တဲ့လူတော့တန်းသေးပဲဟိုတနေ့ကသူ့အဖွာလဲစလိတ်တောက်ရင်းနဲ့ကလေးပကတ်လွဲတာဟုတ်လားပကတ်လွဲတော့ရှိသေးရဲ့ကလေးကပကတ်ထဲကနေငုတ်တုတ်ထိုင်ပြီးတော့ဖာလို့ခေါ်လိုက်တာစလိတ်တောက်နေနေဟာမင်းတော့ပြီးသွားတာဆွမ်းဟာမင်းရတော့ဒီကလေးတနေ့ငါနာမည်လဲခေါ်ပါပဲအေးမင်းသတိထားဗျာဒါဆိုတော့ငါနာမည်ခေါ်ရင်ငါလည်းပြီးတော့မှာပဲပြီးမှကြောက်လို့ဆိုပြီးကလေးမမြင်အောင်ပကတ်အောက်ကနေလွဲတာဟုတ်လားပေါ်တင်လွဲဘာလို့လဲကလေးမြင်ခေါ်မှကြောက်လို့အဲ့ဒါကိုပဲပကတ်ထဲကနေဖီလို့ခေါ်လိုက်တာအဲ့ဒါဆိုတော့နင်းသေးပေါ့အနောက်ဘက်အိမ်ကကောင်ပြီးသွား